မြောက်ပိုင်းမှာမေးသုံးပွဲပုံမှာကျွန်တော်မျှော်လင့်ထားခဲ့တယ်လူမှုယူပြီးလုပ်မယ်ဆိုတော့လုပ်ရခဲ့တဲ့အနေအထားတွေအများကြီးရှိတယ်နော်ဒါပေမဲ့ကျွန်တော်မှနှလုံးသားအဲ့လောက်မမအောင်ရှင်းချင်းလုံးနိုင်လောက်တဲ့နှလုံးသားကျွန်တော်မှပါမလားကျွန်တော်ရဲ့ရင်သူကစကားစားနဲ့မရောက်လိုက်ပဲဖြစ်တယ်ကျွန်တော်ရဲ့ကိုယ်စားညံစားအားလုံးကိုစကားစားနဲ့တိုက်တဲ့နေရာမှာပဲကျွန်တော်သုံးခြင်းအဲ့ဒီအတွက်ကြောင့်မို့ဒီနေ့ဖန်ဆီးခံရခြင်းဆိုတဲ့ကိစ္စဖြစ်မယ်ဆိုတာသိလျက်နဲ့ကျွန်တော်စစ်မျက်နှာနှစ်ခုပုံစံမျိုးဖြစ်လာတဲ့အဆိုကဲဒီလောက်ဖမ်းကျင်ကြတဲ့လူတွေဖမ်းကြပါဆိုပြီးကျွန်တော်သူတို့နောက်ဖို့ပဲကျွန်တော်ဖန်ခံလိုက်တဲ့အနေအထားမျိုးရှိတယ်ကျွန်တော်ရှောင်ထွက်မယ်ဆိုရှောင်ထွက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ပြဿနာတွေပြီးခြင်းပြီလိခဲတဲလဲနဲ့ရန်သူကိုစစ်တိုက်တဲ့ဟာပဲအာယုံဆိုင်ခြင်းတယ်အဲ့လိုမဟုတ်ဘဲနဲ့လိခဲတဲလဲနဲ့ဟိုပြဿနာမပြီးဒီပြဿနာမပြီးနဲ့ကျွန်တော်မဖြစ်ချင်အဲ့ဒါကြောင့်မို့အချင်းချင်းဖမ်းတာကိုကျွန်တော်ခံလိုက်တာပဲဖြစ်ကျွန်တော်အနေနဲ့ကတော့ဒီတက်ခွင့်နဲ့မတိုက်ဆိုင်တော့တဲ့လူတအူကို privacy ချိုးပေါက်ပြီးတော့ဖော်ထုတ်ပြီးတော့ဘိုက်ခွက်လုပ်ရအောင်ချိန်ညီမတက်ပြေးလာတာမဟုတ်ဘူးလေနော်ညီမတောင်းဝကြီးကိုစားထပ်ဆောင်နေတယ်ပြီးတဲ့ခါကျရင်ညီမကဒီတက်ခွင့်ကနေတော့တရားဝင်နှုတ်ထွက်လာတာဖြစ်တယ်ပေါ့နော်ညီမရဲ့လုံခြုံရေးနဲ့ညီမမိသားစုလုံခြုံရေးကိုပါဒီလူကြီးပိုင်းနေရဒီလိုမျိုးဖြစ်ပြီးအောင်ထိခါမလုပ်တဲ့ဘူးလို့ညီမထင်တယ်မလုပ်ဖို့လည်းမတားရခန့်ချင်ပါတယ်ပေါ့နော်ပြီးတော့ရဲဘော်ရဲဘက်ဟောင်းနေအနေနဲ့လည်းပြီးတော့မင်းလေးချင်းအနေနဲ့လည်းကိုစန်းစာတက်ဖို့ရေးပြီးအမှုတရားတောင်းရှိသူတွေကလည်းဒီအနားယူသွားတဲ့ပြည်သူတအုပ်ကိုဒီလောက်ထိဆွဲသွင်းပြီးတော့ဒီကျန်တဲ့အခြားသူတွေကလည်းအချက်လက်တွေဖော်ထုတ်ပြီးတော့ပြည်သူ့မိသားစုဒုက္ခရောက်အောင်ဒီအုပ်စုလိုက်ကြီးအနိုင်ကျင့်တယ်လို့ပုံစံမျိုးမှာခံစားရတယ်ပေါ့နော်ပြီးတော့ဒီသူတို့ကမှဆိုရင်နိုင်ငံရေးရောအင်အားရောထောက်ခံနေသူရောအရာများပါတယ်ပေါ့နော်ဒါပေမဲ့နိုင်ငံရေးဥဆောင်သူတွေဖြစ်ပြီးတော့ပြည်သူတရားရဲ့ဘဝကိုနိုင်ငံရေးအရာအသုံးချဖြစ်စီရမျိုးတော့မဖြစ်တယ်လို့ကျွန်တော်ထင်တယ်ဒီခါကျကျွန်တော်အနေနဲ့ဒီနေရာမှာအမြင့်တမင်းတအုပ်ရဲ့ဂုဏ်သိက္ခာရောပြည်သူတရားရဲ့လုံခြုံရေးအတွက်ကိုဒီဟာကိုထိန်းသိမ်းပြီးဖို့မြတ်တာရခဲ့တိုက်ခိုက်မှုမှာပေါ့နော်ဒီစမ်ပလီကိုတိုက်ခိုက်မှုမှာကျွန်တော်တို့ဒီဖရဲဒီသတင်းပေးပေါ့နော်ဟိုဘလုံးတက်လာမယ်ချိန်တက်လာမယ်တွေကမစကျွန်တော်တို့ကြိုးပြီးသတင်းပေးထားတာဗျအဲ့ချိန်မှာကျွန်တော်တို့ဒီဖရဲဒီသတင်းပေးကြောင်းဟိုလှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ကြိုတင်ပြီးမှပြင်ဆင်ပြီးလှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့ပထမထွက်လာတော့တရားတိကနေထွက်လာတော့အဲ့လိုရင်နှမ်းပါတယ်အဲ့တော့ကျွန်တော်တို့ကင်းတောက်တောင်ကောင်းကောင်းဝဲလို့မရခဲ့ဘူးဗျအဲ့အချိန်မှာကျွန်တော်တို့ဟိုဒီမှာရဲဘော်တွေကခေါ်တော့ကျွန်တော်တို့တွားတယ်အဲ့ဒါဟိုမှာကျွန်တော်တို့ညီလေးတို့ဂျမ်မာကောက်တိုက်ပြီးကိုလိုတယ်စစ်စင်ရေးမှုကစစ်ကြောင်းမှုကပြောတော့အဲ့အmomentမှာကျွန်တော်တို့ကအဲ့မှာဒီဟိုပါပေါ့နော်ကံမမြောက်ဖက်တွန်းမနာကိုရောက်ခါနေပြူရနာကိုရောက်ခါနေမှာရွာတရွာမှာသူတို့အဲ့မှာကားတွေထိုးပြီးညှိုက်ကြတယ်ဗျညှိုက်တဲ့အချိန်မှာကျွန်တော်တို့ကအလုံးလုံးလိုက်တယ်ပေါ့နော်ဂျမ်မာကဘယ်နာမှာရှိတယ်ဆိုတာအတိအကျတီးတော့အဲ့ကားကိုဝန်းဆောင်လိုက်တယ်ဗျဝန်းဆောင်လိုက်တဲ့အချိန်မှာကားကတော့ဟိုပျက်စီးသွားတယ်ဟိုကားလည်းပျက်စီးသွားတယ်ဂျမ်မာလည်းအဲ့ဒီဂျမ်မာပြက်ပြီးတော့ဟိုဘလို့အစင်ပြေးလာအောင်ဆိုတော့ကျွန်တော်တို့စကောက်တွေလည်းဝဲလို့ရလို့အကြီးသမားတွေလည်းချလို့ရတယ်ဗျအကုန်လုံးချရသွားတဲ့အချိန်မှာတော်တော်များကောင်းဒီထိသွားတယ်ဗျကျွန်တော်တို့ကမထုတ်ပြန်တဲ့အောင်ဟိုနောက်ထပ်လာမယ့်ဟာတွေရှိသေးတယ်နောက်ထပ်ဟာတွေဒီဟာတွေလောက်တာမှန်တိသွားရင်လာမှာမဟုတ်ဘူးကျွန်တော်တို့ကုတ်ဆောင်နေမယ်ပေါ့3နာရီမှာကျွန်တော်တို့ဒီဆမ်ပလီတက်လာပြီလို့သတင်းရတယ်ပေါ့နော်အဲ့မှာကြိုတင်ပြင်ဆင်တော့တာပေါ့ကျွန်တော်တို့ဒီ FUB နဲ့တိုက်တယ်10လက်မပေါ့နော်10လက်မ RPGD နဲ့တိုက်တယ်ဗျ